ဇန်နဝါရီလ17ရက်ကိုယ်စမပြေတဲ့အခိုက်အတန့်တွေမှာကိုယ့်ဘက်မှာရှိနေပေသူတွေလှုပ်ချင်ကိုင်ကျင်စိတ်ပြောင်းနေခြင်းကိုယ့်ပေါ်မှာယုံကြည်မှုအပြည့်အဝထားသူတွေကိုယ်စင်ပြေအသင့်ဖြစ်သေးချိန်မှာတော့ကိုယ်ကောင်းကွက်တွေကိုဂုဏ်ပြုပေးတဲ့သူတွေသူတို့တွေဟာကျွန်တော်တို့ရဲ့မိတ်ဆွေကောင်းတွေပါပဲကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုအဲ့လိုမိတ်ဆွေကောင်းတွေနဲ့ဖြတ်သန်းပါသူတို့ဟာမိတ်ဆွေကိုအရှိတိုင်းမြင်နေသူတွေပါသူတို့ကိုယုံကြည်လေးစားပါမေတ္တာထားပါသူတို့နဲ့ပေါင်းသင်းဆက်ဆံရေးကိုထိန်းသိမ်းထားပါဇန်နဝါရီလ12ရက်ကျင်းနာမှုဒီနေ့မှာတစုံတစ်ယောက်ကများမိတ်ဆွေကိုချီးမွမ်းစကားချစ်ဖွယ်စကားကျင်နာစကားတွေဆိုလာတဲ့အခါအပြည့်အဝယုံကြည်လိုက်ပါမိတ်ဆွေဟာဒီလိုစကားလုံးတွေနဲ့လုံးဝထိုက်တန်ပါတယ်ဇန်နဝါရီလ13ရက်အမြင်ရှုထောင့်နဲ့ပတ်သက်လို့ဆရာတယောက်ပြောပြခဲ့မှုတဲ့သင်ခန်းစာလေးတစ်ခုကိုပြန်ပြီးမျှဝေပေးလိုက်ပါတယ်။ကိုယ့်အတွေ့ကိုသတိချနိုင်ဖို့သင်ခန်းစာပေးထားတဲ့ပုံတိုပတ်စာလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။မြို့တစ်မြို့ကိုအလေရောက်လာတဲ့အမျိုးသမီးတူဟာမြို့ဂိတ်တကားမှာစောင့်နေတဲ့တက္ကဆောင်ကြီးကိုမေးလိုက်ပါတယ်။ဒီမြို့မှာဘယ်လိုလူမျိုးတွေနေထိုင်ပါသလဲ။တက္ကဆောင်ကြီးကသူမရဲ့မိကုံမဖြေဘဲနဲ့ပြန်မေးပါတယ်။ခမားလာတဲ့မြို့မှာကဘယ်လိုလူမျိုးတွေရှိသလဲသူတို့ဟာမောင်းပါတယ်ရိုင်းဆိုင်နဲ့ရက်ဆက်တယ်အမြင်ချင်းတယ်လို့အမျိုးသမီးကပြန်ဖြေပါတယ်ဒါဆိုဒီမျိုးမှာလည်းအဲ့လိုလူတွေခမားတွေ့ရပါလိမ့်မယ်လို့တကားဆောင်ကြီးကပြန်ပြောလိုက်ပါတယ်ခဏကြာတော့နောက်ထပ်အမျိုးသမီးတူရောက်လာပါတယ်သူမလည်းတကားဆောင်ကြီးကိုအလားတူမေးကိုမေးပြန်ပါတယ်ဒီမျိုးကလေးကဘယ်လိုလူမျိုးတွေနေထိုင်ပါသလဲတကားဆောင်ကြီးကအရင်လိုပဲပြန်မေးပါခမားလာတဲ့မျိုးမှာကဘယ်လိုလူမျိုးတွေရှိသလဲသူတို့ဟာကျင်နာတယ်မေတ္တာထားတယ်ဟမ်မဆောင်တတ်ဘူးကောင်းမွန်တဲ့သူတွေပါပဲလို့မျိုးသမီးကပြုံးပြုံးလေးပြန်ဖြေပါတယ်တကားဆောင်ကြီးကတော့ဒါဆိုဒီမျိုးမှာလည်းအဲ့လိုလူမျိုးတွေကိုခမားတွေ့ရပါလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်အပေါ်ကဇလန်းလေးလိုပါပဲကျွန်တော်တို့ဟာလည်းကိုယုံကြည်ရာကိုရှာတွေ့ကြမှာမဟုတ်ပါလားဇန်နဝါရီလ14ရက်ကဘာကြီးကကိုနဲ့ဆန့်ကျင်ဘက်အနေထားမှာရှိနေတယ်။ဘာတစ်ခုမှအလုံးမဖြစ်ဘူး။အရာရာတိုင်းမှားယွင်းနေတယ်။အဲ့လိုအခိုက်အတန့်မျိုးတွေမိတ်ဆွေရင်ဆိုင်ခဲ့ဘူးမှာပါ။ချက်ချင်းပြင်ဆင်နိုင်လို့မရတဲ့အခြေအနေမျိုးတွေခံစားချက်တွေစိုးသွမ်းနေကြနေတဲ့အချိန်တွေဒီလိုချိန်ခါတွေကိုလည်းကျွန်တော်တို့အားလုံးတကွေးမဟုတ်တကွေးကြုံတွေ့ခဲ့ကြဘူးမှာပါ။အကောင်းဆုံးကတော့မိတ်ဆွေအနေနဲ့ဒီဖြစ်တည်ခြင်းကိုတတိရှိရှိလက်ခံလိုက်ဖို့ပါပဲမိတ်ဆွေကိုရင်ရင်ကိုချလိုက်ပါအော်ခြင်းရင်အော်ပြလိုက်ပါခံစားချက်တွေကိုမျိုးသိမထားပဲခံစားပြလိုက်ပါဒါပေမဲ့အရှိကိုအရှိတိုင်းလက်ခံဖို့တော့လိုပါလိမ့်မယ်ကျွန်တော်တို့အနေနဲ့ဘယ်တော့မှဘယ်လိုအတိအကျမပြောနိုင်ပေမဲ့အချိန်ကာလရဲ့အရှိတိုင်းလက်ခံခြင်းရဲ့မိတ်ဆွေကိုဖြည့်သိမ့်ပေးသွားပါလိမ့်မယ်မိတ်ဆွေအနေနဲ့ဒီထက်ပိုကောင်းလာဖို့ပဲရှိပါတယ်ဆိုတာကိုယုံကြည်နားလည်ဖို့ပဲလိုပါတယ်ဇန်နဝါရီလ15ရက်ကဘာကြီးကိုထင်ပြလိုက်ပါကိုယ်တိုင်ဂုဏ်ရမယ့်ပုံစံမျိုးနဲ့ပေါ့ပြောစရာရှိတာပြောလိုက်ပါကိုယ်တိုင်ပြန်ကြားရမယ်ရှက်စရာမဖြစ်နေမဲ့စကားလုံးတွေနဲ့ပေါ့ဇန်နဝါရီလ16ရက်မိတ်ဆွေအနေနဲ့စူးစမ်းတဲ့လောက်စူးစမ်းခဲ့ပြီးနှလုံးသားလဲနွမ်းလျက်ပြီးဖြစ်ပြီးလမ်းတွေလည်းပြောင်းလို့နေမှဖြစ်နေပြီလူတိုင်းဒီလိုခိုက်တန့်မျိုးတွေကြုံတွေ့ပူချပါလိမ့်မယ်မိတ်ဆွေစီမှာအဲ့လိုဖြစ်ပျက်တွေရောက်ရှိလာတဲ့အခါတည်ငြိမ်စွာရင်ဆိုင်မှာရဲရင်စွာခံစားပါပြီးတော့တင့်တယ်စွာပဲဆွလွတ်လိုက်ပါမိတ်ဆွေအနေနဲ့မလွဲမရှောင်သာနောက်ထပ်နာကျင်တရားတွေကြုံရအောင်ပါပဲမိတ်ဆွေဟာတတ်ပါတယ်ခံနိုင်ရှိတယ်ဒီရည်သွေးတွေကပဲဒုက္ခတွေကြားတွေကမိတ်ဆွေကိုပို့ပြီးတော့လှပတင့်တယ်ပါစေလိမ့်မယ်မြင့်မြတ်ခြင်းကြက်တည်ရှိခြင်းဆိုတာဒီသဘောတရားကိုအသေးစားနားလည်သဘောပေါက်ခြင်းကိုဆိုလိုတာပါမိုးရွာပြီးတဲ့အခါတိုင်းနေမင်းကြီးထွက်ပေါ်လာတဲ့ပါလုံးသားရဲ့တန်ရာတွေကိုဖျက်ဆီးပြီးမှသာကျွန်တော်တို့ရဲ့ဖြစ်တည်မှုအလင်းတန်းလေးကပိုပြီးတောက်ပလာမှာပါဒါကြောင့်အသစ်ကနေရေရေပြင်စားလိုက်ပါဇန်နဝါရီလ19ရက်ညင်ပယ်ခြင်း no မရဘူးအခုတော့မဖြစ်နိုင်သေးဘူးဖြစ်လာမှာမဟုတ်ဘူးလုံးဝမဖြစ်နိုင်ဘူးမိတ်ဆွေ no လို့ပြောပြလိုက်ခြင်းတဲ့အရာတွေအတွက်စိတ်မပါပဲ yes လို့ပြောလိုက်ရတာတွေကိုရက်တန်းကရပ်ပြဖို့အချိန်တန်ပါပြီno လို့ညင်းဆိုကိုခွင့်ပြုချက်ကိုတစုံတစ်ယောက်စီကစောင့်နေမယ်ဆိုရင်တော့ကျွန်တော်အခုပဲခွင့်ပြုပေးပါရစေ
မိတ်ဆွေရဲ့ရွေးချယ်မှုတွေကိုအယိုးရှင်ဆုံးလက်ခံပါမရွေးချယ်ခြင်းတဲ့အရာတွေကိုရဲရဲကြီးညှင်းပယ်လိုက်ပါဇန်နဝါရီလ18ရက်ကိုဘွားအလေးရောင်ကိုကိုယ်တိုင်ထွန်းညှိပါသူများထွန်းညှိပေးမှာကိုအချိန်ကုန်ခံပြီးစောင့်နေပါနဲ့ဇန်နဝါရီလ19ရက်ဘဝကမိတ်ဆွေကိုအခမ်းအနားဆုံးသောနီလန်းတွေနဲ့အံ့အားသင့်စေပါလိမ့်မယ်။ကျေနပ်စွာလက်ခံလိုက်ပါ။အံ့ဖွယ်ရာတွေရဲရောကျနာမှုတွေမျောလင့်မထားတဲ့အပြုံးချွချူလေးတွေကိုစောင့်ကြည့်နေပါ။သူတို့ကိုထင်ပြလာတဲ့အခါစက်တည်ရဲ့အပြေဝနဲ့လက်ခံပေးလိုက်ပါ။ဇန်နဝါရီလ20ရက်ထိုက်တန်ခြင်းဆိုတာရွေးချယ်မှုတစ်ခုပါပဲ။မိတ်ဆွေဟာထိုက်တန်တယ်မိတ်ဆွေသိရှိထားတာထက်အများကြီးပိုပြီးထိုက်တန်ပါတယ်။ဒါပေမဲ့ဒီထိုက်တန်မှုကိုအဆုံးဖြတ်ပေးသူကလည်းမိတ်ဆွေကိုယ်တိုင်ပါပဲ။